ဒီလို comment မျိုးဆိုလို့ရှိရင်အရန်ကိုဖြစ်ပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမကိုယ်တိုင်ခံစားခဲ့ရတဲ့ဝေဒနာတွေနဲ့100%တိုက်ဆိုင်နေတဲ့အတွက်ပေါ့နော်။ကိုယ်တိုင်ခံစားဖူးမှပဲတခြားသူရဲ့ဝေဒနာကိုကတခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာမို့လို့ပေါ့နော်။ဒီ comment လေးထဲကဝေဒနာခံစားနေရတာကိုကျမအပြည့်အဝနားလည်ပေးလို့ရတယ်။ကျမခံစားရတာနဲ့ထပ်တူပေါ့နော်။ခံစားနေရတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အတွက်ပေါ့နော်။မျက်စိမုံအကြောတက်ထိုင်ထမကောင်းလမ်းလျှောက်ရတာလေးလန့်လာတယ်တဲ့ဇက်ကြီးပေါင်းအတွက်ဘာစေးဆွဲတောင်းရမလဲဖြစ်နေတာတဲ့8နှစ်လောက်ရှိပြီကျေးဇူးပြုပြီးပြောပြပေးပါလားလို့ပြောထားတယ်ပေါ့နော်အဲ့တော့ဒါကျမကိုယ်တိုင်ခံစားရတဲ့ဝေဒနာတွေဖြစ်တယ်ကျမလည်း9နှစ်တီးဆေးခန်းနေပြခဲ့တယ်ပေါ့နော်ဆေးခန်းနေပြခဲ့တယ်ဆေးထိုးတယ်ဆေးတောက်တယ်ဆေးထိုးတော့ခဏတက်တာတယ်ဆေးတောက်တဲ့အချိန်ခဏတက်တာတယ်ပေါ့နော်ဆေးတွေလည်းအမြဲတမ်းအင်္ဂလိပ်ဆေးတွေဆွဲတောက်နေရတော့မတောက်ချင်တော့ဘူးဆေးတွေကိုလည်းမကြည့်ချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဒီရရွှေစားဆေးတိုက်ကနေဒီမှာဒီဆေးလေးပေါ့နော်ဒီဆေးလေးကိုကျမဝယ်ပြီးမှတောက်တယ်ဒီဆေးလေးကိုစမ်းတောက်တယ်ပေါ့နော်ဒါအခု3မှုမြောက်ဖြစ်သွားပြီသူကအာယုံကြောအားကောင်းစေတဲ့အစီကျဝမ်းမှန်ဆေးပြားလေးဖြစ်တယ်ပေါ့နော်ဒီဟာကကြတော့တောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကျမဆိုရင်မျက်မှန်ပေါ့နော်ဆလင်ဒါအရင်100ရှိတာဆိုအခုဆလင်ဒါ90ပဲတက်ရတော့တယ်ပေါ့နော်ပြီးရင်ဒီအကျော်တက်တာတော်တော်လေးတက်တာတယ်ပြီးတော့ဒီဝမ်းမှန်တာဖြစ်တဲ့အတွက်ပေါ့နော်ခေါင်းနောက်တာတွေဘာတွေကအစလေးတိတာတက်တာသွားတာဒါကျမဆို3မှုမြောက်ပြီတပူးလောက်ကုန်တာနဲ့ကိုသူကတိတာတက်တာတယ်ပေါ့နော်ဒီထက်ကcomment လေးအတိုင်းဆိုလို့ရှိရင်8နှစ်ရှိပေါ့နော်ကျမဆိုရင်တော့ဒါ9နှစ်ခံစားရတဲ့ဝေဒနာဆိုတော့ဒီတဘူးတောက်လိုက်တာနဲ့ကိုတိတရော့ကျသွားတယ်လုံးဝအရှင်းပြောက်သွားတယ်လို့မပြောပါဘူးရှင်တိတတက်တာသွားပါတယ်အခုဆက်တောက်ပေးတာ3ဘူးရှိပြီဆိုတော့လေလူကတော်တော်လေးနေလို့ထိုင်လို့ကောင်းလာပါတယ်လန်းဆန်းလေးဖြစ်ပါတယ်ခါတိုင်းဆိုဖုန်းကြည့်လိုက်ပြီဆိုလို့ရှိရင်နိုင်ဝက်လောက်ကြည့်ပြီဆိုဒီခေါင်းထဲမှာလေတခုလဲနေတယ်လို့မျိုးခံစားရတယ်ပေါ့နော်ပြီးနားတွေဆိုလည်းအရန်ဥတယ်အခုဆိုဖုန်းကို2နိုင်လောက်ထိကြည့်ရင်အောင်မှပေါ့နော်အရန်ကြီးဆိုဝါးမဖြစ်တော့ဘူးပေါ့နော်ကျမဆိုညဖက်တွေလည်းအရင်တော့ဆိုအိတ်မပျော်ဘူးဒီခေါင်းမူးတွေနဲ့ခေါင်းနောက်တဲ့ဝေဒနာကြောင့်မလို့ညဖက်ကိုအိတ်မပျော်ဘူးပေါ့နော်ဒီဆေးလေးတောက်ပြီးကြရညဖက်ကိုလည်းနည်းချိုင်အိတ်ပျော်တယ်သူကလေဝမ်းမှန်ရုံပဲမှန်တာတချို့ဆေးတွေအရန်ဝမ်းရှောတာမျိုးတွေဖြစ်တယ်ဒီဆေးကကြတော့ဝမ်းမှန်တယ်ပေါ့နော်အဲ့တော့ဒီဝမ်းရှောတာမျိုးတအားဝမ်းရှောတာမျိုးမဖြစ်ဘူးတာလို့အရန်အဆင်ပြေပါတယ်ရှင်အဲ့ဆေးလေးကိုစမ်းတောက်ကြည့်ဖို့အကြံပြုပေးပါတယ်နော်ကျေးဇူးပါရှင်